အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ရိုက်ပြပေးမှလေးရတော့ရှာဖျားပေါ်ကတောင်းတလို့စိတ်ကူးနဲ့ပုံပေါ်ကြော်လို့မဲ့ထမင်းကြော်လေးဖြစ်ပါတယ်ပထမဆုံးအနေနဲ့စက်သွန်ဒီလေးကိုမိန်ကောင်းအောင်စီးတက်လိုက်ပါတယ်စံလုံးလေးနဲ့ထည့်ပြီးတော့ဟိုပဲသီးလေးကတော့တစ်ထောင်နဲ့ရှိလို့ရိုးထည့်ထားပါဒါမှမထည့်လိုက်ရပါလေစက်သွန်လေးနည်းနည်းမိန်လာပြီဆိုရင်ဒီမှာစက်သွန်ဖြူလေးမှုရအောင်လို့ထည့်ပါမယ်စက်သွန်ဖြူလေးကိုပါနည်းနည်းအနံလေးထောက်အောင်တက်လိုက်မယ်အဲ့လိုတက်လို့စက်သွန်ဖြူလေးကအနံလေးထွက်လာတော့ပြီဆိုရင်ခင်းညင်လေးထည့်ပါမယ်အာရှိဒီခင်းညင်လေးကိုပါနှုံးနဲ့ထီအောင်ကြိုယူရမယ်လှုပ်ရှားကြည့်ပါဒါလေးကတကယ်ကိုကောင်းလို့ပါကျွန်တော်ငယ်တော့အမြဲကြိုးစားနေဟာလေးပါဒီခင်းမြင်လေးမှိန်လာပြီဆိုရင်တော့ခမင်းထည့်ပါပါခင်ဗျာဟိုကတော့ပဲပြုတ်ဖြစ်ပါတယ်အခုဆိုရင်ခင်းမြင်လေးလည်းမှိန်ပြီဆိုတော့ခမင်းလေးကိုထည့်လိုက်ပါမယ်ဒီလေးခဏလျှော့ပြီးထမင်းလေးကိုဖြီပေးပါမယ်ထမင်းလေးမဖြီခင်မှာပဲပြုတ်လေးပါထားထည့်လိုက်ပါမယ်အခုဆိုရင်လည်းပဲပြုတ်လေးထည့်ပြီးဆိုမှုပါမယ်โอเคစားလေးနဲ့ဟင်းညွန့်မို့လေးကိုနည်းနည်းထည့်ချင်အောင်ဆောင်ပါမယ်ဒီမှာစားလေးနဲ့ဟင်းညွန့်မို့လေးနဲ့ခီးစီလေးကိုနည်းနည်းစီထည့်ချင်အောင်ဆောင်ပြီးရင်မှုပေးပါမယ်ဒါပေမဲ့ဒီနေ့ကျွန်တော်ဗီဒီယိုရိုက်ပြီးမဲ့တပည့်ရသူ့အောင်ပြန်လာတဲ့အတွက်အဆင်ပြေတယ်လို့ရိုက်ပြီးထားလိုက်ပါတယ်အခုဒါလေးကိုနည်းနည်းလေးကြော်အောင်ကြော်ပြီးရင်ရပါပြီ